နှစ်လပိုင်း4 ရက်နေ့အတွက်တမန်ကျမ်းစာယောဘဝတ္ထုခန်းကြီးနှစ်တစ်ခန်းလုံးဖြစ်ပါတယ်ယောဘဝတ္ထုခန်းကြီးနှစ်ခန်းငယ်1တပံဖျားသခင်သားတို့သည်ထာဝရဘုရားထံတော်၌ခစားခြင်းကလာရသောနေ့ရက်ရောက်လျှင်စာရသည်လည်းထာဝရဘုရားထံတော်၌ခစားခြင်းကသူတို့နှင့်အတူလာ၏ထာဝရဘုရားကလည်းသင်သည်အပေရက်ကလာသည်နည်းဟုစာရန်ကိုမေးတော်မူလျှင်စာရန်ကမြေကြီးပေါ်မှာလဲ့လေအရရက်သွားလာခြင်းမှုတွေကလာပါသည်ဟုပြန်လျှောက်လေ၏ခက်ငယ်သောထာဝရဘုရားကလည်းငါကျွန်ယောဘကိုစင်ကြင်မိပြီလောမြေကြီးပေါ်မှာသူနှင့်တူသောသူတယောက်မျှမရှိစုံလင်ဖြောင်းမတ်ပေ၏ဘုရားသခင်ကိုကြောက်ရွံ့သောသူမကောင်းသောကျင့်ကိုရှောင်သောသူဖြစ်အကြောင်းမရှိဘဲသူကိုပျက်စီးစေခြင်းကတင်သည်ငါကိုတိုက်တွန်းတော်လဲသူသည်ဖြောင်းမတ်သောသဘောကိုဆွဲလန်းလျက်နေသည်ဟုစာရန်အားမိန့်တော်မူ၏ခံငယ်လေစာရန်ကလည်းအယေဖို့အယေဟုဆိုတကဲ့သို့လူသည်မိမိအသက်ဖို့မိမိဥစ္စာရှိသမျှကိုပေးပါလိမ့်မည်ခံငယ်ငါယခုတဖန်လက်တော်ကိုဆက်၍သူ့အယိုးနှင့်သူ့အသားကိုထိခိုက်တော်မူလျှင်သူသည်မျက်မှောက်တော်၌ကိုရော့ကိုစွန့်ပယ်ပါလိမ့်မည်ဟုထာဝရဘုရားကိုပြန်လျှောက်လေ၏ခံငယ်ချောင်းထာဝရဘုရားကလည်းသူသည်သင်လက်၌ရှိ၏သူ့အသက်တစ်ခုကိုသာလွတ်စေဟုမိန့်တော်မူလေခံငယ်ခုနှစ်စာရဏီထာဝရဘုရားထံတော်မှထွက်သွား၍ယောဘ၏ခြေဖွားမှသည်ဦးထိတ်တိုင်အောင်သိုးသောအနက်စိမ်းများကိုပေါက်စေ၏ခံငယ်ရှစ်ယောဘသည်ကိုချစ်စရာအိုးချမ်းကိုကန်ယူ၍မိဖို့ပြထဲမှထိုင်လေ၏ခံငယ်ကိုထိုအခါမယားကသင်သည်ဖြောင်းမတ်သောတရားကိုဆွဲလန်းသည်သလောဖျားသခင်ကိုစွန့်ပယ်၍သေလောဟုဆို၏ခံငယ်30ယောဘကလည်းမိမမိုက်ပြောတတ်တဲ့ကဲ့သို့သင်သည်ပြော၏ဘယ်သို့နည်းငါတို့သည်ဖျားသခင်လက်တော်မှဒုက္ခချမ်းသာကိုခံယူသည်ဖြစ်၍ဒုက္ခဆင်းရဲကိုမခံယူရသလောဟုဆို၏ယောဘသည်ဤမှုများနှင့်တွေ့ကြုံသောလဲနှုတ်ဖြစ်မြမမာ၍ခံငယ်7ထိုအခါတေမန်မျိုးသားအေလိဖတ်ရှုအာမျိုးသားဘိလတက်နေမတ်အမျိုးသားဇောဖာတိဟုသောယောဘ၏အဆွေခင်မွန်း3ယောက်တို့သည်သူ၌ရောက်သောဤအမှုကြီးလုံးစုံတို့ကိုတည်င်းကြလေယောဘနှင့်အတူညီတွား၍သူကိုနှစ်သိမ့်စီခြင်းကစီဝေးမိချင်းချက်သည့်အတိုင်းအတီမိမိတို့နေရာအရက်မှရောက်လာကြ၏ခံငယ်7ထိုသူတို့သည်အဝေးကမျှော်ကြည့်၍ယောဘကိုမသိလျင်အတန်ကိုလွှင့်၍ငိုကြွေးကြ၏အတီမိမိတို့ဝတ်လုံကိုဆုပ်၍မြေမှုကိုယူပြီးလျင်မိမိတို့ခေါင်းပေါ်သို့ကြားရောက်စေခြင်းကမိုးကောင်းကဲ့သို့ပြစ်တင်ကြ၏ခံငယ်73ခုနှစ်ရက်ပတ်လုံးယောဘနှင့်